Happy Sunday again. Paya Jesu ro chong bo no tapat ta kala pat long paya simpu song pe re di kan ne le taning kan we ne man net ma bo no paya ye Jesu ro ko chimun nai ne kwen di pin sin pe re Melbourne time Sydney time bo no Saturday khoi ma chama ka pongman dia de tana we nga ma phit pare lo no patti ma le di arain be phaya alu ro shi de solution no chama ro set le pi ma chama ro de tana we nga bu chama ne ne no patti ma cha ro phaya alu ro shi de solution no di byarik chan the ka ha ri ko phaya pho pya de achat let le ri ne chama ro atat ta ko sin chin bo ya atwe ကျွန်မပြင်ဆင်ထားတာရှိပါတယ်လို့เนาะအဲ့ဒါတွေလည်းဖယားအလိုတော်ရှိတယ်ဆိုလို့ရှိရင်เนาะနောက်ပတ်ဒီမှာဆက်ဒီမှာကျွန်မဒေသနာဝင်ငှသွားမှာဖြစ်ပါတယ်လို့ဒီနေ့ကြတော့ကျွန်မကခေါင်းစဉ်ကိုပါယူထားလဲဆိုလို့ရှိရင်ခွေးကဲ့သို့၎င်းပေါ့နော်ဝက်ကဲ့သို့၎င်းမဖြစ်ကြပါစို့နဲ့ဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်မအနေနဲ့เนาะတရားဒေသနာဝင်ငှချင်တာဖြစ်ပါတယ်လို့နောက်ဆုံးတော့နေ့ရက်ကာလမှာ ကျွန်တော်ကျမတို့ရဲ့အသက်တာကိုဆင်ခြင်ရင်းနဲ့ဖယားသခင်မြတ်တရားလမ်းခရီးကိုလိုက်လျှောက်နိုင်တဲ့သူတွေဖြစ်နိုင်ဖို့ရအတွက်လည်းဖယားရှင်လမ်းပြပို့ဆောင်ပါစေလို့เนาะရှင်ပေတရုဒုတိယဆောင်ရှင်ပေတရုဩဝါဒစာဒုတိယဆောင်အခန်းကြီးနှစ်အငယ်19ကနေ22ကိုဖတ်ချင်တာဖြစ်ပါတယ်လို့เนาะလွတ်ချင်းအခွင့်ရှိသည်ဟုဝန်ခံလက်ပြင်းတဲ့ကိုယ်တိုင်ပုတ်ပြတ်ချင်းဤကြုံဖြစ်ကြ၏တဲ့အဘေတုနီးဟုမူကလူကိုနိုင်သောအရာသည် လူဤသခင်ဖြစ်၏တဲ့ကေတင်တော်မူသောအရှင်သခင်ယေရှုခရစ်ကိုတည်ကျွမ်းခြင်းအဖြစ်လောကီညစ်ညူးခြင်းနဲ့ကင်းလွတ်ပြီးမှတဖန်ကြော့မိ၍တဲ့ရှုံးလျင်နောက်ဖြစ်ဟန်ဒီရှေးဖြစ်ဟန်တဲ့အာ၍ဆို၏တဲ့ချောင်းမချင်းတရားလန်တို့တလန်ဖြောင့်မတ်ခြင်းတရားလမ်းကိုတည်၍မိမိခံခဲ့ပြီးသောတန်ရှင်းသောပညတ်ကိုတဖန်စွန့်ပစ်သည်ထက်ထိုလမ်းကိုမတိဘဲနေတော့တာ၍ကောင်း၏တဲ့ခွေးသည်မိမိအံဖက်ကိုပြန်၍စား၏ဝက်သည်လည်းဆေးပြီးမှရွှင့်ထဲတွင်လူးပြန်၏ဟူသောခုမှန်သောစကားစကပုံဒီထိုသူတို့၌ပြည့်စုံတည်းလို့သူပြောတယ်ဆိုတော့ဒီတမန်ကျမ်းစာကိုကျွန်တော်တို့လေ့လာတဲ့အခါမှာယုံကြည်ပြီးသားလူတွေဖခင်ရဲ့တန်ရှင်းခြင်းတက်တာကိုတိကျွမ်းပြီးသားလူတွေဖခင်သခင်ရဲ့ကျေးဇူးတော်အောက်မှာအသက်ရှင်ပြီးသားလူတွေရဲ့အသက်တာမှာနော်ပြန်လေပြီးမှနော်ဒီလမ်းမားကိုလိုက်သွားပြီးမှအဲ့ဒီတန်ရှင်းခြင်းအသက်တာတွေကိုဆွတ်လွတ်ပြီးမှလောကရဲ့တမက်ခြင်းလောကရဲ့စီးစိမ်လောကရဲ့ဂျူန်ဘဝမှာပြန်လေရောက်ရှိသွားခြင်းတဲ့ဆိုပြီးမှတော့ပြောတာဆိုတော့ပေတရုကနော်ဘာဖြစ်လို့ဒီအကြောင်းအရာတွေကိုပြောလဲဆိုလို့ရှိရင်လူတွေကကေတင်ချင်းရပြီးသားဆိုပြီးမှနော်မပြည့်စည်နိုင်တော့တဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ကနော်ဖခင်ရဲ့ကျေးဇူးတော်ခံစားပြီးသားဖြစ်တယ်ဆိုပြီးမှကိုကြိုက်နေတဲ့လမ်းခရီးကိုပြန်လိုက်လျှောက်နေတဲ့လူတွေကိုပြန်လဲပြီးမှတတိပေးတဲ့အနေနဲ့သူပြန်လဲပြီးမှရေးထားတာဖြစ်တယ်သူကဘာကိုအဓိကရေးထားလဲဆိုယုံကြည်သူတွေကိုနော်ဖခင်သခင်ကနော်သူ့ရဲ့လမ်းခရီးကိုသူပို့ဆောင်တယ်အသွေးတော်မြတ်နဲ့သူကေတင်ပြီးသားလူတွေနော်ဒီမှာသူပထမမှာပေါ်ပြထားတဲ့ကျမ်းပိုက်လဲမှာလွတ်ချင်းအခွင့်ရှိသည်ဟုဝန်ခံလျက်ပြီးလို့သူပြောတယ်နော်လွတ်ချင်းအခွင့်တော့ရပြီငါလွတ်ချင်းအခွင့်ရပြီနော်ကေတင်ချင်းရပြီကျွန်တော်ဟာနော်ဒီလော်ကီနောင်ကျူးထဲကနေငါလွတ်ပြီဆိုပြီးမှအိုဟစ်ရင်းနဲ့ကိုယ်တိုင်ကပုတ်ပြတ်တဲ့နော်ပုတ်ပြတ်တဲ့အရာမှာပြန်လည်ပြီးမှကြုံခံရတယ်လို့သူပြောတယ်အဲ့ဒါကဘာလဲဆိုလောကမှာကိုယ်ကိုနိုင်တဲ့အရာကအဲ့ဒီကိုယ်ကိုနိုင်တဲ့အရာရဲ့ဂျုံဖြစ်သွားတယ်တဲ့ဥပမာငွေနောက်လိုက်ပြီးမှငွေရဲ့ဂျုံမဖြစ်ဘူးလားဆိုဖြစ်တယ်နော်လောကပျော်ရွှင်မှုနောက်ကိုလိုက်တယ်ဆိုလောကပျော်ရွှင်မှုရဲ့ဂျုံဘဝကိုရောက်သွားတာဖြစ်တယ်ဆိုတော့ဖယားရဲ့ဂျုံဖြစ်ဖို့ရအတွက်ဖယားတရားထဲမှာနော်ပြန်လေပြီးမှနှစ်မိုးလာတယ်ဆိုလို့ရှိရင်တော့ကျမတို့ကဒီတရားတော်ထဲကနေကျွန်တော်တို့ကနော်အသက်တာကိုနော်ဆက်လက်ပြီးမှဖယားရဲ့ကောင်းကြီးမင်္ဂလာထဲမှာကျွန်တော်တို့ကလက်လျှောက်ဖို့ရဖယားသခင်အလိုတော်ရှိတာဖြစ်တယ်နော်ကေတင်ချင်း
ခရစ်တော်ယေရှုဖခင်ကိုတိကျွမ်းပြီးမှနော်ပြန်လေပြီးမှနောက်ဆုတ်ပြီးမှလမ်းလွဲသွားတယ်ဆိုရင်တဲ့အဲ့ဒီလူသွားတဲ့လူထက်တော့တဲ့လုံးဝမတိတာတောင်မှပိုကောင်းတယ်လို့ပြောတာအဲ့ကြောင့်ကျွန်တော်ကျမတို့ကနော်အသက်တာကိုပေါ့ပေါ့ဆဆအသက်မရှင်ဖို့ရာအတွက်ကျွန်တော်တို့ကိုနော်ပြန်လေပြီးမှနောက်ဆုံးသောနေ့ရက်ကာလနီးနေပြီဖြစ်တဲ့အတွက်ဒီအကြောင်းအရာတွေအားဖြင့်ကိုအသက်တာကိုစင်ချင်ဖို့ရာတို့ကပြန်လေပြီးမှတွန်တင်ပေးတာဖြစ်တယ်နော်ဆိုတော့ဖြောင့်မြတ်ခြင်းတရားလမ်းကိုတိပြီးမှတဲ့မိမိခံခဲ့ပြီးတော့တန်ရှင်းသောပညာကိုတပန်စွန့်ပစ်တည်တဲ့အဲ့ဒီလမ်းကိုမတိတာတောင်ပိုကောင်းတယ် နားမလဲဘဲနဲ့ဘာမှမသိတဲ့လူအဖြစ်အသက်ရှင်ရင်တောင်မှပိုကောင်းတယ်လို့ပြောတာ။နော်ခရစ်တော်ကိုယ်တိုင်ကနော်ဥပမာသူပေးခဲ့တဲ့အရာရှိတယ်။နော်သူလောကမှာသူအသက်ရှင်တဲ့အချိန်မှာတရားတဲ့တဏှာဝေငှတဲ့အချိန်မှာလူတစ်ယောက်ဟာတဲ့နော်သူ့ရဲ့အသက်တာမှာနတ်ဆိုးအုပ်ဆိုးပြီးမှတဲ့အဲ့ဒီနတ်ဆိုးကိုနှင်ထုတ်ပြီးမှအထဲမှာဘာမှမရှိတဲ့အချိန်မှာတဲ့နော် သူကအဲ့ဒီတန်ရှင်းတဲ့ဒီနှလုံးသားထဲမှာနော်ခရစ်တော်ရဲ့တရားတော်မြတ်ကိုသူမထားဘဲနဲ့သူကဟာလာဟင်းလင်းနဲ့ဒီတိုင်းပဲနေပြီးမှတဲ့နော်သူသွားတယ်တဲ့အဲ့ဒီချိန်မှာနတ်ဆိုးထွက်သွားတဲ့နတ်ဆိုးကနေရာဒီတကာကိုသူလိုက်ရှာပြီးမှသူနေမဲ့နေရာလိုက်ရှာတဲ့အခါမှာတဲ့နော်အဲ့ဒီနတ်ဆိုးကတွားရင်နဲ့နေရာမတွေ့တဲ့အခါကျတော့ငါအရင်နေတဲ့နေရာကိုငါတွားကြည့်ဦးမယ်အဲ့ဒီနေရာကိုအင်းနေတယ်လားမသိဘူးဆိုပြီးမှတွားပြန်သွားတယ်။ဒါကျတော့သူကြည့်တဲ့အခါမှာတန်ရှင်းပြီးမှဘာမှမရှိဘူးဟာလားအင်းနေဖြစ်နေတယ်ဆိုတော့မြင်တွေ့တဲ့အခါမှာတဲ့နော်ခရစ်တော်ကိုယ်တိုင်ပြောတဲ့စကားနော်မြင်တွေ့တဲ့အခါမှာတဲ့သူကတခါတဲ့သူ့ဆိုးတဲ့နတ်ဆိုးအကောင်ခုနကောင်ကိုခေါ်ပြီးမှသူနဲ့အတူအဲ့ဒီအထဲမှာအရင်နေတဲ့လူရဲ့အထဲမှာပြန်ဝင်တဲ့အခါမှာအဲ့ဒီလူရဲ့အသက်တာဟာအရင်ကထက်ခုနစတော့မှစူတွန်းပြီးမှအသက်ရှင်သွားတယ်လို့ပြောတယ်ဆိုဒီကနေ့မှလဲကျမတို့အသက်တာမှာခရစ်တော်ရဲ့တရားတော်မြတ်နဲ့ကျွန်တော်တို့ရဲ့နှလုံးသားကိုအမြဲတမ်းစေးကြောနေဖို့ရအရာအရေးကြီးတာဖြစ်တယ်ခရစ်တော်ယေရှုဖျားတန်ရှင်သောဝိညာဉ်တော်ကိုကျွန်တော်တို့ကနေရာပေးဖို့အရာအရေးကြီးတာဖြစ်တယ်ချစ်တော်ညီကိုမောင်မတို့တခါတလေကြတော့ကျမတို့ကအယံပေါ်စားငါတို့ကေတင်ချင်းညာပြီးသားငါတို့ကဘာမှမဖြစ်ဘူးငါတို့အပြစ်လုပ်ရင်လည်းဖယားခွင့်လွတ်ပြီးသားလွတ်ပြီးသားမှန်တယ်ဖယားခင်ကခွင့်လွတ်တယ်နော်ဒါပေမဲ့တင်ကနောင်တနဲ့ပြန်မလာဘူးဆိုရင်ဘယ်လိုလုပ်ခွင့်လက်ချင်းတရားနဲ့ဘယ်လိုလုပ်ရနိုင်မလဲဆိုတဲ့ဟာကိုကတတ်တာမှာစဉ်းကျင်ဖို့အရန်အရေးကြီးတာဖြစ်တယ်မှားနိုင်တယ်လူကလမ်းလွဲသွားနိုင်တယ်လဲနိုင်တယ်ဒါပေမဲ့ပြန်ထပြီးမှကြိုးစားပြီးမှဒီနေရာမှာကိုမားတဲ့နေရာမှာပြန်လေပြီးတော့မလေးပြူဖို့အရေးကြီးတာဖြစ်တယ်နောက်ဆုံးတော့နေရာကာလမှာစာတန်ကလည်းကြီးကျယ်ယုံကြည်သူတွေကိုငါဘလူဆွဲဆောင်မယ်ဘလူငါဆွဲချမလဲဆိုပြီးမှတော့တရားဟောဆရာကြီးတွေတကယ် great နော်နာမည်ကြီးဆရာတွေလဲသူတို့ကိုဘလူဆွဲဆောင်မလဲသူတို့တရားဒေသနာဝင်ငှတဲ့အခါမှာငါတို့ဘလူ twisted လုပ်မလဲဆိုတဲ့ဟာကိုစာတန်ကလည်းကြီးကျယ်ကြိုးစားနေတာဖြစ်တယ်ချစ်တော်ကြီးကိုမောင်မတို့ဒီတမန်ကျမ်းစာကိုခရစ်တော်ယေရှုဖခင်တရားဒေသနာဝင်ငှတဲ့အရာတွေကိုကျမတို့နားထောင်တဲ့အခါမှာခရစ်တော်ကလောကအရာကိုသိပ်ပြီးမပြောလောကကြွေဝချင်းကိုတော့မပြောဘူးနော်လောကကြွေဝချင်းနဲ့ပြည့်တဲ့ပုံဥပမာလဲသူကပေးခဲ့တယ်နော်အဲ့ဒီဥပမာကိုကျမပြောချင်တယ်ခရစ်တော်ယေရှုဖခင်ကသူပြောတယ်လောဘရမကြီးပြီးမှာတဲ့နော်သူ့ရဲ့ညီအကိုရဲ့အမွေကိုခွဲပေးပါလို့သူလာပြောတဲ့အခါမှာတဲ့တင်းနဲ့ငါဘာဆိုင်လဲလို့သူပြောတာတင်တို့တရားကိုစင်ရင်ဖို့ငါဘာဆိုင်တယ်လဲတဲ့ခရစ်တော်ယေရှုဖျားပြောတာဘရောဥပမာသူပေးတယ်လောကမှာတဲ့နော်တထေးကြီးတယောက်ရှိတယ်တဲ့သူကသူ့ရဲ့စပါးတင်းနှံစိုက်တဲ့နေရာတွေကိုကောင်းကွန်စတော့စိုက်တဲ့အခါမှာအဲ့ဒီနှစ်မှကျွေးဝဆိုတော့get တင်ရတဲ့အခွင့်ရှိတယ်ဒီခါကျတော့လေတခါရဲကိုသူ
yin no tu thong hare no sampachiri ko ako sibi ma ta yue chi de sampachiri ko sau de ni sampachi e ma tu ba lok le solution tu ye sa sari tu ya thare yik ting thare no sapari no ti na ni lu tu rong pi ma de tu ku tu pyo lai de ta krito ku rai pyo de saka no upama pe de saka tu ba pyo le solution e di lu mai ka de tu wing ko tu pyo de nga wing chanta swa ne ro na long wa masama nga saya me no nene chi bi saya me asa sa de ko nga tu long bi bi tin ngin wo swa ne lo lo tu pyo de chai ma kaung kin taman ta pa ka la bi me ye atatta ko di nge ti ye wing ko yok ting me lo tu pyo de akha ma e di lu mai ka tu su sang tha de ayari ka tu masaya be ne chi ni phit twa de so ye aya ko po pya twa ချစ်တော်ကြီးကိုမမဒီကနေ့မှာကျမတို့ရဲ့အသက်တာကိုဆင်ခြင်မှုရလောကမှာတင်ဘာမှဘလောက်ပဲကြွေဝချမ်းသာချမ်းသာဒီ investment ဘလောက်ပဲလောက်တင်ဘာပြောမလဲနော် interest နဲ့ပိုက်ဆံဘလောက်ပဲတူထောင်လောကအရာတွေကမျက်စိတမိတ်အတွင်းပျက်စီးသွားနိုင်တဲ့အရာတွေပဲဖြစ်တယ်။ကျုပ်ခရစ်တော်ယေရှုဘုရားကပြောတာလောဘရဲ့နဲ့လောကမှာလောဘအချင်းချင်းကိုကျင့်ရှင်ပါလို့သူပြောတာ။ဒီကြောင့်သူကတခါတည်းကနော်ငါဝိညာဉ်ချမ်းသာစွာနေလို့ဆို။ကဲတင်ဝိညာဉ်ကိုဒီညငါတို့ရုပ်သိမ်းမယ်။တင်ဆူဆောင်ထားတဲ့အရာတွေကဘာဖြစ်သွားမလဲလို့သူမေးတာ။တေချင်းလူမိုက်လို့သူပြောတာ။ ဒါကြောင့်ဒီကနေ့ကျွန်မပြောမယ်နော်လောကအရာကိုချစ်တဲ့လူတွေမန်ဟိုပတ်တော့ကကျွန်မပြောပြီးပြီလောကထဲမှာရှိတဲ့အရာတွေကိုတတ်မဲ့ချင်းလောကအရာကိုတတ်မဲ့ချင်းဟာဖယားသခင်ရဲ့ချစ်ချင်းမြတ်တာနဲ့လုံးဝမဆိုင်ဘူးလို့ပြောတာဖယားသခင်ရဲ့ချစ်ချင်းမြတ်တာထဲမှာတင်နေရင်စင်းရဲ့ဒုက္ခခံရပေမဲ့အဲ့ဒီစင်းရဲ့ဒုက္ခတဲ့ကနေငိမ့်တဲ့ချင်းအပြည့်ရတာကိုပြောတာ လုံးဝမစင်ရရတော့ဘူးလို့သူပြောတာမဟုတ်ဘူးကိုယ့်ရဲ့ကြွေဝချင်းချမ်းသာခြင်းကိုလေဝါကြွားဖို့ထက်သူတစ်ပါးအတွက်အကျိုးဖြစ်ဖို့ရအတွက်ကျွန်တော်အပြက်လက်အသုံးပြုတ်တတ်ဖို့ရလဲတိတ်တော့အရေးကြီးတာဖြစ်တယ်ကျမတို့ကတော့ပြောတယ်ကျွန်တော်တို့ကဘာဖြစ်တယ်ညာဖြစ်တယ်မလို့ဘူးဒီကနေ့ခရစ်တော်ယေရှုဖခင်ကတဲ့နှလုံးသားကိုကြည့်နေတာအကြောင်းဒီကနေ့တော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးမှကျမအနေနဲ့ဗျာဒိတ်ကျမ်းထဲကဟာနော်စမူရအသင်းတော်အကြောင်းကိုခဏလေးကျမပြောချင်တယ်စမူရအသင်းတော်ဆိုတာကတော့နော်ဒီဘုရားသခင်ကနော်အဲ့ဒီစမူရအသင်းတော် tin lo na pa te ka ne na pa ku be to chi munda eri te ka ne smura myo ma shi de a tin lo ku to chi munda ba le solution tu a pyo de no di ma chama pyo pya me a u song do tu nau song do tu ti hu do a yin tha yu a yin te yu a tat shin le shi do tu yi a mai do ka lo pyo da အဲ့ဒါဆိုရင် current တော်ရဲ့အမိန့်တော်ဖြစ်တယ်ဆိုတာကိုတော့သိချတယ်เนาะအဲ့ဒီမှာ तू ကအငယ်ကိုမှာ तू ဘာပြောလဲဆိုရင်เนาะဗျာဒိတ်ကြံခန့်ခြင်းနဲ့အငယ်ကိုမှာဒီအကျင့်ချင်းဒုက္ခခံခြင်းဆင်းရဲခြင်းကိုငါသိတယ်လို့ तू ပြောတာစမောရအသင်းတော်ကို तू ချီးမွမ်းတယ်เนาะချီးမွမ်းခြင်းခံရတယ်စမောရအသင်းတော်စမောရအမြုပ်မှာရှိတယ်အသင်းတော် အာရဖယားတခင်ခရစ်တော်ယေရှုဖယားအရာရဲ့သားတော်အရင်သေးပြီးမှအသက်ရှင်တဲ့သူရဲ့အမိန့်တော်ထဲမှာဒီအချင်းချင်းနာတည်တယ်ဒုက္ခခံနေတာငါတွေ့တယ်နော်ဆင်းရဲခြင်းကိုငါသိတယ်တဲ့သူကပြောတယ်သူ့တော်လဲတဲ့တင်းဒီကြွေဝပြည့်စုံခြင်းရှိတယ်လို့သူပြောတာ လောကအရာမှာသူဒုက္ခရောက်နေတယ်လောကအမြင်မှာစီးရဲခြင်းခံနေရတယ်ဒုက္ခကြီးစွာနဲ့အမှုတော်ဆောင်နေတယ်သူရှိသမျှအရာလေးတွေကိုစီးရဲတာမြင်နေတဲ့လူတွေကိုသူဝင်ရတဲ့အခါမှာသူမှလည်းစက်စရာပြည့်ပြည့်စုံစုံမရှိဘူး
ဒါပေမဲ့အဲ့ဒီလူမရှိတဲ့အရာကိုဖယားသခင်ကမြင်နေတယ်ခရစ်တော်ကမြင်နေတယ်ကြောင့်သူ့ရဲ့တင်းတော်ဖြစ်တဲ့စမုရမြို့မှာရှိတင်းတော်ကိုသူကချီးမွမ်းတာနော်ငါကြွေဝပြည့်စုံခြင်းရှိတယ်ဟာလေလုယာဟာလေလုယာဒီကနေ့ကျွန်မခွန်အားပေးခြင်းနဲ့ယုံကြည်သူတွေရဲ့အသက်တာကအမြဲတမ်းကြွေဝချမ်းသာမဲ့အမြဲတမ်းနော်ဒုက္ခမခံရဘူးမဟုတ်ဘူးခရစ်တော်ကိုယ်တိုင်လောကမှာအသက်ရှင်နေတဲ့ကာလမှာသူဒေသနာဝင်ငါပြီးမှသူတွန်းလာတဲ့အခါမှာလေစီးပြီးမှတစ်ဖက်ကန်းကိုတွားဖို့သူကလေပေါ်မှာပင်ပန်းလို့အဲ့ဒီတဲ့အချိန်မှာလေပြင်းပေါက်တိုင်းတိုက်ပြီးမှသူလေမောက်ခါနေရေရီဝင်ပြီးမှတခါတည်းကိုလှိုင်းကနော်ဒုက္ခပေးနေတာကျွန်မခရစ်တော်ရှိနေတယ်သူတပည့်တော်တွေဟာနော်လှင်လို့ရင်းနဲ့ဒုက္ခတွေ့နေတာခရစ်တော်တို့နဲ့သူရှိနေတယ်ဟာလေလုယာဒါကြောင့်လောကမှာဒုက္ခဆင်းရဲမှာအညာဘူးမဟုတ်ဘူးခံရမှာပဲမစင်းရဲအဘူးမဟုတ်ဘူးစင်းရဲရမှာပဲဖယားခွင့်ပြုရင်ချမ်းဝေးကြွယ်ဝချင်းကိုလည်းဖယားကပေးချင်တယ်ဆိုပေးလို့ရတယ်စင်းရဲခြင်းဆိုလည်းဖယားခွင့်ပြုလို့ရတယ်တရားတဲ့တနာဝင်ငါတဲ့လူတိုင်းဘုံချမ်းသာရမယ်ဆိုကြွေးကြော်လာတဲ့အခါမှာတချို့လူတွေကနော်ကြွေးဝချမ်းသာမှုပဲမျောလင့်တာဝိညာဉ်မြောက်များစုပ်ကငါဘလောက်ဖမ်းရမလဲဆိုတာကိုသူတို့မမျောလင့်တော့အောင်းဒီကိုမုန်းတော့ဒီကနေ့ကျွန်မပြောပြတဲ့အတ္တမှာနော်အတိတ်ကပျောက်ဆုံးတဲ့ဝိညာဉ်ဘလောက်ဖမ်းရမလဲနော်အရှင်မြတ်တာဒီမှာသူဒီ effort မြို့မှာရှိတဲ့တင်းတော့ကိုလည်းသူပြောတယ်အရှင်မြတ်တာရွရွပြီနော်တင်းလောက်ဆောင်တာတွေငါသိတယ်တင်းဘလောက်ကြိုးစားတာလည်းငါသိတယ်တင်းကိုငါမလုပ်ပြုတ်ခဲ့တာဆိုတာလည်းငါသိတယ်ဒါပေမဲ့တင်းမှာပြစ်တင်စရာရှိတယ်အရှင်မြတ်တာရွရွပြီလို့သူပြောတယ်ပြစ်တင်စရာဆိုတာကကျွန်တော်တို့မှာရှိတယ် မြဲရှိတယ်။ဒါကြောင့်ဒီမှာတော့အသက်တာဆင်ခြင်မှုအရန်ကြီးကြီးတာဖြစ်တယ်။အဲကြောင့်ဒီမှာ तू စမောရအတင်းတော်ကို तू ချီးမွမ်းတာကတင်းဟာတော့ဆင်းရဲခံနေရတာဆင်းရဲနေတယ်။လောကမှာအမြင်မှာတင်းဟာအယံကိုဆင်းရဲတယ်။ဒါပေမဲ့တင်းဟာကြွေဝချမ်းသာတယ်။ဟာလေလုယာ။ပေကန်ဖို့ရှိလာပြီဆိုတော့ကနေဘယ်နဲ့ထွက်လာလဲပိုက်ဆံမရှိဘဲနဲ့ तू ထွက်သွားတာ။ ဘယ်မှာပိုက်ဆံရှိလားဆိုမရှိဘူး။ဟိုမှာပိုက်ဆံရှိလားဆိုလဲဆိုထားတာဘာတစ်ခုမှမရှိ။ဒါပေမဲ့ပေကမ်းမို့ကြတော့သူ့မှာအမြဲတမ်းကြွေဝါရရှိနေတယ်။ပြောတာဒါကြောင့်အလွဲမယူကြနဲ့အလွဲမယူကြနဲ့ဒါကြောင့်ဖခင်တခင်ကသူပြောတယ်တင်တို့ကိုနောက်ဆုံးတော့နေ့ရက်မှာ तू နှမျောမယ်လို့မထင်နဲ့နော်တဲ့ကောင်းကင်တမန်တွေတောင်မှ तू မနှမျောဘူးပုံ तू ဖန်ဆင်းထားတဲ့ကောင်းကင်တမန်တွေအယံလာပဲတဲ့မိုးတောင်ကျေလို့ခေါ်တဲ့စာတန်ဒီကနေ့ကျွန်တော်ကိုအနှောင့်အယှက်ပေးနေတဲ့စာတန်မိုးတောင်ကျေဖယားသခင်ရဲ့နာမပေးထားတဲ့မိုးတောင်ကျေမနှမျောဘူးကောင်းကင်ပေါ်ကနေသူတို့နေရာ position တဲ့ကနေသူရှုလိုက်တယ်လောကမှာဒန်ဖို့နောက်ဆုံးတော့နေရမှာငရေမီနဲ့မိထဲမှာဒန်ခတ်ဖို့ရအတွက်လောကကိုကောင်းကင်ဘုံကနေစံစားခွင့်မရှိဖယားမျက်မှောက်တော့ကိုခံစားခွင့်မရှိတော့ကျွန်တော်ကြီးကမဒီကနေ့ကျွန်တော်တို့အသက်တာကိုဆင်ခြင်ရအောင်နော်ကျွန်တော်တို့အသက်တာဆင်ခြင်ရအောင်ဖယားသခင်ချီးမွမ်းတဲ့လူဖြစ်ဖို့အရေးကြီးတယ်ကိုချီးမွမ်းတာတဲ့ဖယားချီးမွမ်းခြင်းကတာ၍ကြီးကြီးတာဖြစ်တယ်ကျွန်မအမြဲတမ်းခွန်အားရတာကဘာလဲဆိုဘီလီဂရမ်နော်သူအိမ်ကအရန်ဟောင်းနေပြီသူသားသမီးတွေမချမ်းသာဘူးလားချမ်းသာတယ် သူသားသမီးတွေကပြောတယ်ပပအိမ်ကအရန်ကိုဟောင်းနွမ်းနေ renovation လုပ်ရအောင်ပြန်လေပြအသစ်ဆောက်ရအောင်လို့ပြောကြတယ်သူပြောတဲ့စကားကဒီကနေ့အထိကျွန်မကိုခွန်အားပေးတာ it is not my home ဒါကငါအိမ်မမဟုတ်တာယာယီတဲပဲတဲ့ stand for a while to live in the world လို့သူပြောတာသူလောကမှာအသက်ရှင်နေတဲ့အချိန်မှာယာယီတဲပဲဖြစ်တယ် for a while လို့သူပြောတယ်နော်သူအသက်ရှင်တဲ့ကာလလေးမှာ
နော်ဒီအိမ်ကငါရဲ့ထာဝရအိမ်မဟုတ်ဘူးလို့ပြောတာနန်းတော်လူအိမ်ပဲဖြစ်ဖြစ်ယာယီတဲ့ပဲတစ်အိမ်ကစကလေးပဲဖြစ်ဖြစ်ယာယီတဲ့ပဲလောကမှာဒီအရာတွေကိုအကုန်လုံးထားခဲ့ရအောင်ပါမကြခင်ပျက်စီးရမယ်အရာတွေမကြခင်မှာမီးနဲ့လောင်ကျွမ်းရမယ်ဒီຢာတွေဖြစ်တယ်ဒါကြောင့်ချစ်တော်ကြီးကိုမလို့ဒီကနေ့မှာကျမတို့ဝါကြောဆရာဆိုရင်ထာဝရဘုရားမှာပဲဝါကြောဖို့ဘုရားသခင်အလိုတော်ရှိတာဖြစ်တယ်ချစ်တော်ကြီးကိုမလို့ဒီကနေ့ကျွန်တော်တို့အသက်တာရှင်တင်ဖို့အရန်ကြီးကြည့်တာအကြောင်းဘုရားသခင်ကတင့်ကိုနှမျောမယ်လို့မထင်နဲ့နော်နောက်ဆုံးမှာဘုရားသခင်ကမနှမျောဘူးဘာလံပရောဖက်ကြီးအဲ့ဒီခါမှာဖယားအရာအသုံးပြုတဲ့ဘာလမ်ဖယားတကယ် reject ခံရတယ်ဘာဖြစ်လို့လဲလောကရကုတမလူတဲ့စတော်မီကမုနာအဲ့ရှင်းချောက်စရာကောင်းတယ်နော်နီကိုလတ်အဖက်အတင်းတော့ကိုသူပြောတယ်အဖက်စာအတင်းတော့ကိုသူပြောတယ်နော်တင်ဟာတဲ့ငါမုန်းတဲ့နီကိုလတ်ရဲ့တွန်တင်မကိုတင်မုန်းတဲ့ဆိုတာငါတိလို့တင်ကိုငါချီကျွန်းတယ်ချီကျူးတယ်လို့သူပြောတာနီကိုလတ်Nicola Sura Betule, Dicane, Chamaro, Pian Lepema, to Atako, Chanoro, Piatipo, Yanichi. Tamando, what otema? Stephen Neatu, Wings, Hong Chipima, Young Chituriku, Lidlo, Leader and Nene, Punaya, Juere Tema, Nicola Spare. Tapapa Pelo Payat can I reject locally. Compromise lo de loka ayane compromise lo de krito ye chichinye dako tua loka ayane tua di dele tongsan loka di lumyo ye tongsan di ne tua compromise lo da ayama chaibu achang di effect atin lo ko tu chimon tua raga bale o nga mong de Nicolas ye ton te mo ko tin le lai mong de sura nga tin lo tin ko nga chimon de to pyo ကြောင့်ဒီကနေ့လူတွေချီးမွမ်းခြင်းတဲ့ဖယားသခင်ရဲ့ချီးမွမ်းခြင်းကိုတက်တက်တော်တော်ဖြစ်ဖို့ဖယားသခင်အလိုတော်ရှိအပ်ဖြစ်တယ်။ချစ်တော်ကြီးကိုမမနာဒီကနေ့ကျွန်တော်တို့အသက်တာကိုစင်ကြင်ရအောင်2025အသက်တာစင်ကြင်ဖို့ခက်ခဲမိုးလဲလာမှာပဲမျိုးမျိုးဒုက္ခဆင်းရဲကိုလည်းခံရမှာပဲနှုတ်မရင်လည်းမျိုးမျိုးတော့သူများရဲ့ဝေဖန်ကြရမှုလည်းခံရမှာပဲလူတွေရဲ့ reject လည်းခံရမှာပဲလူတွေရဲ့ဒီမဲ့မြပြုတ်ခြင်းကိုလည်းသင်ခံရမှာဒါပေမဲ့စိတ်တကြစရာတခုမှမရှိ ဘာဖြစ်လို့လဲ2025မှာဖယားသခင်ကကျွန်တော်တို့အသက်တာကိုစင်ကျင်ဖို့ရအတွက်သူပေးထားပြတာဖြစ်တယ်2025အတွင်းမှာတင်အမျိုးမျိုးနော်ဒုက္ခဆင်းရဲခံရမှာပဲဒါပေမဲ့အဲ့ဒီနောက်ွယ်မှာဖယားသခင်ရဲ့အောင်မြင်ခြင်းခရစ်တော်နဲ့အတူရှိခြင်းဟာလေလုယာမျက်နှာတော်ခံစားခြင်းဖယားသခင်ရဲ့မျက်နှာသာပေးခြင်းဟာလေလုယာကျမတို့ကငွေရှိမှဖယားသခင်မျက်နှာသာပေးတာမဟုတ်ဘူးနော် ဆန္ဒမှာပဲဖယားသခင်မျက်နှာတာပေးရမဟုတ်ဘူးဒီကနေ့ဖယားသခင်ရဲ့မျက်နှာတာပေးခြင်းဆိုတာကဒုက္ခဆင်းရဲရောက်နေတဲ့အချိန်မှာသူ့နဲ့အတူအမြဲတမ်းရှိနေခြင်းကိုသူပြောတာဒုက္ခဆင်းရဲခြင်းမှလည်းသူကျမတို့နဲ့တူရှိတယ်အဲ့ဒါကိုသူပြောတာဒါကြောင့်ချစ်တော်ကြီးကကျမတို့ရဲ့တတ်တာကိုဆင်ခြင်မှုအရင်ရေးကြည့်တာဖြစ်တယ်နော်ယုံကြည်သူအသက်တာကိုကျမတို့ကနော်အလ္လာဟ်တာနဲ့ဟိုချိတ်တလူနေဖို့မဟုတ်ဘူး ဒီရှင်ယောဟန်ခရစ်တော်ရဲ့ယင်ခွင်တော်ထဲမှာအမြဲတမ်းလျောင်းနေတဲ့နော်တပည့်တော်12ပါးတဲ့ကနေတပါးတော်တမန်တော်နော်သူဘာပြောလဲခရစ်တော်ကဲ့သို့ကျွန်တော်တို့ကနော်အသက်တာကိုတို့ရဲ့မြတ်တာတော်ထဲမှာအသက်ရှင်ပြီးမှသူနှစ်တရလမ်းကိုလိုက်လျှောက်ရင်းနဲ့မိုးလင်းပေါ့နော်ကျွန်တော်တို့ရဲ့အသက်တာကိုနော်သူကတွေးရင်နေတဲ့နောက်ဆုံးတော့ခရစ်တော်ပေါ်ထွန်းလာတဲ့နေ့မှာသူကဲ့သို့သောမျက်နှာနဲ့တွေ့ဖို့ရာတော့တဲ့မိမိအသက်တာကိုစင်ချင်ရင်းနဲ့အသက်ရှင်တော့ဖို့အရန်အရေးကြီးတယ်လို့သူပြောသွားတာဖြစ်တယ်။ဒါကြောင့်ကျမတို့ကဘုရားရဲ့လမ်းဒီအတိုင်းမလိုက်လျှောက်ရင်ဘာလမ်ကဲ့သို့ rejection ခံရမယ်။ Nicholas ကဲ့သို့ reject ခံရမှာပဲ။ဒါလူမျိုးတွေကဲ့သို့ဖယားရဲ့တစိတ်ကိုခတ်ချင်းမခံရတော့ဘူးလူမျိုးနွယ်ဆိုတဲ့မှာ तू စရင်မပါတော့ဒန်လူမျိုးတွေ
Idrela lumio tekane, no? Send the mute ekane, no? Tu the mute power pit. Da pe me tu ye pushing ku betu ya toale. Yo shepka ya tora pit. Yo sebanoye. Manase so prima tu ta chica, no? Any position ko tu ya tora pit. Okay, no, ni ko mang maro ayan chao siya kau na no. Chamaro ye crown di. Sun mal hudbo ya atwet so prima Philadelphia Atheno. Ayada kin chi jure Philadelphia Atheno no. Tule amya yitira mo. Ya le ko sui kai ne tu piora. Tin ha wicked de. Tin ha ane. Dapat me tin kai tare ayale. Tin ya tare ayale ko. Tin sui me kai alu lu tu piora. Chao tu tin no. Philadelphia Atheno ko tu chi ju tuara. Tin ye crown. Tin ya me terapugo. Tu te pa ma lu yu bo. Sui me so. Song kanda ya. Sui kai taba lo tu piora pite. Hallelujah. Da chang chit dong yu ko mong maro. Di kene chino chamaro ye afkata ma. A ye chi de a ya le di ko. Di kene chino ro ti bi ma. Pa ya da kin ye chi mon jin kanya do. A tin no people. ယုံကြည်သူတူဖြစ်ဖို့ကျွန်တော်တို့ရဲ့အသက်တာကိုပြန်လည်ပြီးမှဆင်ခြင်ဖို့ရဒီနေ့ကျွန်မအနေနဲ့ခွန်အားပေးချင်တာဖြစ်ပါတယ်လို့နော်အဲကြောင့်နောက်ဒီမှာကြတော့ကျွန်မကဒီဂျာရိတ်ဂျန်ထဲမှာရှိတဲ့အချက်ကလက်ကလေးတွေဖယားသခင်ပေါ်ပြတဲ့အရာလေးတွေကျွန်မနားလေတလို့ပေါ့နော်ကျွန်မပြောပြကျွန်မကပုံနားလေတယ်လို့ကျွန်မမပြောဘူးနော်ကျွန်မနားလေတလို့ဖယားပေါ်ပြတဲ့အရာကျွန်မသိကျွမ်းတလို့ကိုကျွန်မက sharing လုပ်သွားမှာကျွန်မရဲ့အသက်တာအဖြစ်ရသွားတဲ့အရာလေးတွေကိုကျွန်မ sharing တော့လုပ်သွားမှာဖြစ်တဲ့အတွက်ကျွန်မတို့လက်စုကောင်းပေးပါလို့နော်နောက်အပတ်ဒီမှာကျွန်မတို့ပြန်တွေ့ဆုံရအောင်ဒီကနေ့ကျတော့ကျွန်မတို့အသက်တာကနော်ဝေးဟာဆိုလို့ရှိရင်နော်သိun poco tu pensare မယုံရင်ကြည့်ခွေးကလေသူအားနေပရိုတူအန်ဖတ်ပြန်စားကျမတို့ဒီလေနော်ကျမတို့ဆွလွတ်ပြီးတဲ့အရာကိုကျမတို့ကလုံနေတယ်ဆိုရင်ဥပမာဘီယာကျမမတောက်တော့ဘူးလို့ပြောတယ်အရက်ကျမမတောက်တော့ဘူးဖယားတရားနဲ့အတူနေတယ်လို့ကျမတို့ပြောနေတဲ့အချိန်ကျမတို့ကဘီယာတောက်တယ်ဆေးလိပ်ပြန်တောက်တယ်အိုးလောကအရာမှာကျမတို့ပြန်မွေ့လျော်တယ်အဲ့ဒီအရာအားလုံးကို तू ကပြောတာခွေးအန်ဖတ်စားတယ်လို့ပဲခွေးကဲ तू တင်ဖြစ်တယ်ပြော နော်ဝက်ကိုလည်းတခါတည်းရေဘလောက်ပဲစေးနွန်တွေ့ပြီဆိုနွန်ထဲမှာသူပြန်ဝင်သွားအဲ့ဒါကြောင့်ဝက်ကဲတော့မဖြစ်ဖို့ဆိုပြီးမှသူပြောတာကျမတို့ကဒီအဖြစ်တရားဆိုတာကျမတို့သိတယ်ဆိုလို့ရှိရင်အနိုင်ဆုံးကျွန်တော်တို့ရှောင်းကျင်ပြမှာဖယားရဲ့အလူတော်ဖယားချိန်တက်လမ်းခရီးကိုပဲလိုက်လျှောက်တက်လူဖြစ်ဖို့ဒီကနေ့ကျမအနေနဲ့ခွန်အားပေးခြင်းတာဖြစ်ပါတယ်လို့เนาะကျမတို့ရဲ့အသက်တာကိုစင်ချင်ရအောင်စင်ချင်ရင်နဲ့ခရစ်တော်ပြန်လဲကြွလာမယ်နေ့ရက်မှာကျမတို့မျက်နှာပန်းလှတဲ့လူဖြစ်ဖို့ခရစ်တော်ချီးကျူးတဲ့လူဖြစ်ဖို့ကျွန်တော်တို့ရဲ့အသက်တာစင်ရင်နဲ့ကျမတို့ဆက်လက်ပြီးမှအသက်ရှင်သွားကြရအောင်လို့အနေငယ်ခွန်အားပေးရင်နဲ့ရောက်စီတိုင်းထူပဲဖခင်ရှင်ကောင်းချီးပေးပါစေเนาะပတ်ဒီမှာဖခင်အလိုတော်ရှိတယ်ဆိုလို့ရှိရင်ပြန်လဲတွေ့ဆုံကြရအောင်လို့เนาะMelbourne မြို့ကနေကျွန်မနှုတ်ဆက်ပါတယ်လို့ရောက်စီတိုင်းဖခင်ရှင်ကောင်းချီးပေးပါစေအာမင်